တာဝန်ယူတယ်ဆိုရင်ရောဘယ်လိုပြောရမလဲအကိုတဲ့โอเคမလေးလို့တာဝန်ယူတယ်ဆိုတာကိုတန်ကုန်းကြောင်ဝမ်လို့ခေါ်တယ်နော်တန်ကုန်းကြောင်ဝမ်တာဝန်ယူတယ်ဆိုတော့ဥပမာပြောရမယ်ဆိုရင်တော့မင်းတာဝန်ယူနိုင်လားအဝါဘိုလေတန်ကုန်းကြောင်ဝါကအဝါဘိုလေတန်ကုန်းကြောင်ဝါတာမင်းတာဝန်ယူနိုင်လားအဲ့လိုပြောလို့ရတယ်နော်ဆိုတော့မလေးလို့တာဝန်ယူတာကိုတန်ကုန်းကြောင်ဝမ်လို့ခေါ်တယ်โอเคဆိုတော့ငါတာဝန်မယူနိုင်ဘူးကွာsaya tak boleh tanggung jawab နော် saya tak boleh tanggung jawab ကျွန်တော်တာဝန်မယူနိုင်ဘူးကျွန်တော်တာဝန်ယူလို့မရဘူးအဲ့လိုပြောလို့ရတယ်လေဆိုတော့အခုငီတီးချင်တာကတော့တာဝန်ယူတယ်ဆိုတာကိုသိချင်တယ်ဆိုတော့တာဝန်ယူတာကိုတန်ကုန်းချောင်းဝအောင်လို့ခေါ်တယ်ဒီစကားလေးကိုအများကြီးလာမေးတဲ့သူတွေလည်းရှိတယ် Messenger ကနေလာမေးတဲ့သူတွေလည်းရှိတယ်ကျွန်တော်ကလည်းMessenger ကနေစာရေးပြီးတော့ပို့ပေးတဲ့ခါကျတော့အတာထွက်ပါရေးပေးပါလို့လာပြောနေတဲ့သူတွေလည်းအများကြီးရှိတယ်ဆိုတော့ကျွန်တော်ရှင်းရှင်းလေးနဲ့တာဝန်ယူတာကိုတန်ကုန်းချောင်းဝအောင်လို့ခေါ်တယ်နော်အားလုံးပဲအဆင်ပြေကြပါစေ